人家农民中代表度，人家民营的度，我班的忙班是度，要不的上班来照顾那ကျွန်တော်တို့ဆက်လက်ပြီးတော့မှလွယ်လွယ်မရမရှိမရတဲ့တိုင်းကျွန်တော်တို့တိုက်ပွဲဝင်ဖို့အတွက်အားလုံးဝိုင်းဝန်းစူးစမ်းကြရအောင်လို့ကျွန်တော်အနေနဲ့နေကုန်းဆုံးမှာကြပြောကြလိုပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟ်ဝဘရကာတုတို့ချင်းများတောင်းသားလူငယ်များရင်ကြလူမျိုးစုကြီးလွေးများရဲ့အထက်ရုံးကန်တိုက်ပွဲဝင်နေတော့မိဘပြည်သူအပေါင်းတို့ခင်ဗျာဒီနေ့အားဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့98နှစ်မြောက်လွတ်လပ်ရေးနဲ့အကာသမိုင်းအဖြစ်ပါတယ်ဗြိတိရှတို့ကမြန်မာနိုင်ငံကို1948ခုနှစ်ဇန်နဝါရီလ4ရက်နာန4နာရီမိနစ်20တနင်္ဂနွေနေ့ဒီမှာပဲကျွန်တော်တို့မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလွတ်လပ်ရေးရဲ့အတိအပွင့်ကိုကြတော့ကျွန်တော်တို့မြန်မာပြည်သူအားလုံးကအရာတာမကန်စားရပဲနဲ့လူတစုရဲ့ခြေလေ၆ပိုင်မှုကြောင့်ချစ်ချုံဘဝစုနတတုချာရောက်ခဲ့ရပြန်ပါတယ်အတုတဖြင့်1960ခုနှစ်ကနေစပြီးတော့မှအနာတိစစ်ကောင်ဆောင်ဦးနယ်ဝင်းဦးဆောင်ခဲ့တဲ့အစိုးရအဖွဲ့ကစားပြီးတော့မှတောက်ရှိရုံးမာတဲ့ရကန်ကောင်းဆောင်စုသူအရှုံးနဲ့ပေါ်ပေါ်ပြီးတော့မှကျွန်တော်တို့ရင်ကြားလူမျိုးစုတွေပေါ်စစ်စင်ရအပေါင်း20ကျော်ပြုလုပ်ပြီးညမဲနိုင်စကလူမျိုးတို့တပ်ပြည့်စရာတီလုံဆောင်ပြီးတော့မှကျွန်တော်တို့ရဲ့ဒါနီဒေတာဖြစ်တဲ့အာကမမောင်းတော့ခဲ့ပါတယ်လူကြီးမင်းများနဲ့တောင်းတော်လုံငယ်တို့ကများနာသင်းစပရီးဆိုတဲ့အတိုင်းကျွန်တော်တို့ရဲ့အမြင့်မြတ်တာနဲ့အထက်ရတဲ့နည်းနဲ့စူဝံတိုက်ပွဲဝင်ရမယ်အင်အားစူးစီးရမယ်စီးလုံးရမယ်ညီညွတ်ရမယ်တို့လူလုံးရဲ့အတွက်တို့မှာပဲကျူးစာရမယ်သူ့ဆောင်မကလို့တဲ့စိတ်ကျွန်တော်တို့လူငယ်တွေမှာငိုးမှုထားရမယ်ရဲဘော်ရဲဘက်စိတ်တွေတားရှိရမယ်ဖို့တာနယ်ကိုအများဆုံးပြန်နိုင်ဖို့အတွက်လောက်တင်တာတွေကိုလောက်သိရမယ်စီမင်းစီကဥပဒေနဲ့အရင်ကျွန်တော်တို့နိုင်ငံတကာဥပဒေပေါင်းတွင်းချိကြလောက်ဆောင်နိုင်မှကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့ပန်နေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လူအပ်တဲ့အရာမှန်သမျှနဲ့အတူသူရတတိအပြည့်နဲ့ကျွန်တော်တို့ခြေစိုးဆောင်လိုက်ရမယ်ဒါမှသာလူလေးရဲ့အရာတာကိုကျွန်တော်တို့တန်စားရမှာဖြစ်ပါတယ်